အခုချိန်ဒီအလူရှင်တွေတိတ်မရောက်သေးတဲ့နေရာပဲဖြစ်ပေါ့နော်တကယ်ကိုအခက်အခဲဖြစ်နေပြီးတော့တကယ်ကိုအခက်အခဲဖြစ်နေတဲ့မိသားစုဝင်များရှိသေးတယ်ဆိုရင်မသိန်းကိုဆက်သွယ်လို့ရတယ်ဒါပေမဲ့ဆက်သွယ်တဲ့အခါကျတော့မသိန်းကိုတိတိကျကျလေးဖြစ်ဖို့တော့လွယ်ပေါ့နော်အဲ့ခါကျတော့ရှင်မသိန်းကတော့မေးမှာစစ်မှာပဲဘာလို့လဲဆိုတော့ဒီချိန်မှာတည်ရမလားဂျားတွေကနေပြီးတော့အဲ့လိုမျိုးမဟုတ်တာဟုတ်တာရောလာပြောကြတဲ့သူတွေရှိလို့မသိန်းကတော့တိတိကျကျဖြစ်အောင်လို့တော့မသိန်းကစစ်တာမေးတာတော့မသိန်းလုပ်ပါမယ်နော်အဲ့ဒါတော့စိတ်တော့မဆိုးကြပါနဲ့ဘာလို့လဲဆိုတော့မသိန်းကလည်းလှူတဲ့အခါကျတော့ရှင်အလူရှင်တွေနဲ့ချိတ်ပြီးတော့မသိန်းကလှူပေးမှာပါနော်မသိန်းစီမှာအလူရှင်တွေလည်းရှိပါတယ်ဒါမသိန်းကိုအကူအညီတောင်းလို့မသိန်းလည်းခုလိုမျိုးတီမေးရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတကယ်ခက်ခဲဖြစ်နေတဲ့သူလေးကိုပဲအဓိကထားပြီးတော့မသိန်းတို့ပြင်တဲ့ထူထောင်ရေးအတွက်ကိုဒါလေးကိုဦးစားပေးပြီးတော့လှူချင်ပါတယ်ပေါ့နော်တကယ်ခက်ခဲဖြစ်နေတဲ့မိသားစုဝင်တွေပဲဖြစ်ကိုယ့်ရဲ့အတိတငယ်ချင်းမိတ်ဆွေတယောက်ပဲဖြစ်ဖြစ်ပေါ့နော်တကယ်ခက်ခဲဖြစ်နေရဲဆိုရင်မသိန်းကိုဒီမှာလာပြီးတော့ပြောလို့ရတယ်ပေါ့နော်မသိန်းတို့ကကြတော့ဒီပြည်လက်ထူထောင်ရေးမှာပေါ့နော်အိမ်အောင်စုတစုဆိုရင်လည်းဒီတစုကိုထိထိရောက်နေမသိန်းတို့ကလှူပေးချင်ပါတယ်ဆိုတော့အဲ့လှူဖို့တက်ကလည်းအလူရှင်နဲ့မသိန်းတို့ကအကုန်လုံးကချိတ်ဆက်ပြီးသွားပြီဆိုတော့လှူဖို့နေရာပဲဒီကမသိန်းတို့လိုအပ်နေရတကယ်ထိရောက်မှုရှိချင်တယ်တကယ်လိုအပ်နေတဲ့နေရာလေးကိုမသိန်းကိုပြပေးလို့ရတယ်မသိန်းဒီဗီဒီယိုကို Facebook မှာလည်းမသိန်းတင်ပါမယ်ပေါ့နော်ဆိုတော့မသိန်းပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲပေါ့နော်ဒါမသိန်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်